ရွှေတကုတ်ဦးရာပကံရှိဟောင်းညီပုံပြန်တွေနဲ့ကောင်းကင်မှာပြန်ဝဲနေတဲ့ရွှေတကုတ်စီဒီတော်နဲ့မြန်မာနိုင်ငံခရီးသွားတွေကိုဆွဲဆောင်နေပါတယ်Chùa Suedergon Pagan những quả bóng bay cổ xưa và chùa Suedergon bay lượn trên bầu trời thu hút du khách Myanmar. Mỗi quốc gia có quy định và phong tục riêng, vì vậy du khách cần tìm hiểu kỹ trước khi đi. Ví dụ ở Singapore xả rác có thể bị phạt tiền rất cao, trong khi ở Thái Lan, chạm vào đầu người khác được coi là hành động bất lịch sự. Khi đến các địa điểm linh thiêng như chùa chiền hay nhà thờ, du khách nên ăn mặc lịch sự và hành xử tôn trọng. Tìm hiểu trước những điều cần tránh để giúp có chuyến đi suôn sẻ và không gặp rắc rối đáng có. တိုင်းပြည်တိုင်းမှာကိုယ်ပိုင်စီးမြင့်တွေနဲ့ဒလိထုံးစံတွေရှိတဲ့အတွက်ခရီးသွားတွေကမထွက်ခင်တည်ချနားလည်ဖို့လိုတယ်။ဥပမာစင်ကာပူနိုင်ငံမှာတခြားသူရဲ့ကောင်းကိုထိရင်တန်ငွေချပတ်လာတယ်လို့ထိုင်းနိုင်ငံမှာတခြားသူရဲ့ကောင်းကိုထိတာကိုင်းရင်ကျေးမှုမရှိလို့ယူဆကြပါတယ်။ဦးရကြောင်းတို့မဟုတ်ဦးရရှိခိုးကြောင်းကဲ့သို့သောတန်ရှင်းသောနေရာများသို့တွားရောက်သည့်အခါခရီးသွားများသည့်ပြည့်လျော်သောအမှုပစာများဝတ်ဆင်ကာယူပြီးလေးစားစွာပြုမှုကခရီးကိုချောမွေ့စေရန်ထင်မလို့လား။သောဒုက္ခများကိုရှောင်ရှားနိုင်ရန်ရှောင်ကြဉ်ရမည့်အရာများကိုကြိုတင်သိရှိသင့်